ရှေးတုန်းကမိထီလာပြည်မှာအရေးထဆနကနဲ့ပေါ်လာဆနကဆိုတဲ့ညီကိုနှစ်ပါးဆိုးဆန်ခဲ့ကြပါတယ်။ဒါပေမဲ့ကုန်းချောစကားတွေကြောင့်ညီကိုချင်းစစ်ဖြစ်ပြီးနောင်တော်မင်းကြီးနဲ့ရွာဆန်ခဲ့ရပါတယ်။ကိုဝင်းနဲ့မိဖုရားကြီးလည်းတိုင်းပြည်ကနေထွက်ပြေးခဲ့ရပါတော့တယ်။မိဖုရားကြီးဟာကာလစံပါနကိုပြည်မှာခိုလုံရင်းဆနကမင်းသားလေးကိုဖွားမြင်ခဲ့ပါတယ်။မင်းသားလေးဟာအလွန်ထက်မြက်ပြီးရုပ်ရည်ချုံမောလှပါတယ်။အရွယ်ရောက်လာတဲ့အခါမိခင်ထံကနေမိမိဟာမိထီလာပြည်ရဲ့မင်းသားစစ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။မင်းသားဟာဆုံးရှုံးသွားတဲ့ထီးနှန်းကိုပြန်ယူဖို့ကုန်သွယ်ပြီးရွှေငွေရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပင်လယ်ခရီးကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့ခရီးလမ်းခုလက်မှာပြင်းထန်တဲ့မုန်တိုင်းကြီးနဲ့တိုးပါတော့တယ်။တင်မောကြီးဟာပျက်စီးပြီးနစ်မြုပ်ဖို့ဖြစ်လာခဲ့ပါတယ်။တင်မောပေါ်ကလူတွေအားလုံးဟာကြောက်လန့်တကြားနဲ့နတ်တွေကိုတိုင်နေငူယူနေကြပါတယ်။ဆနကမင်းသားကတော့စိတ်အေးအေးထားပြီးခန္ဓာကိုယ်ကိုစီလိန်အစာဝအောင်စားကတင်မောရဲ့တိုင်ထိပ်ကိုတက်ခဲ့ပါတယ်။တင်မောနစ်မြုပ်ချိန်မှာတော့ငါးလိပ်တွေရဲ့ဘေးကနေလွတ်အောင်ပင်လယ်ထဲကိုအဝေးဆုံးရောက်အောင်ခုန်ချခဲ့ပါတယ်။ဆနကမင်းသားဟာဘာကန်းချီမှမမြင်ရပေမဲ့9ရက်တိုင်ဇွဲမလျှော့ပဲရေကူးခဲ့ပါတယ်။9ရက်မြောက်တဲ့နေ့မှာတော့ပင်လယ်ဆောက်နှက်သမီးမဏိမေခလာရောက်လာပြီးမင်းသားကိုတွေ့ရှိသွားပါတယ်။မင်းသားကန်းကိုလည်းမမြင်ရဘဲနဲ့ဘာကြောင့်ဒီလောက်ပင်ပန်းခံပြီးကူးနေရတာလဲလို့နှက်သမီးကမေးပါတယ်။မယန္နာမင်းနဲ့တွေ့ရမယ်ဆိုရင်တော့ဇွဲလုံးလားရှိတဲ့သူဟာနောင်တရစရာမရှိဘူး။ဒါကြောင့်ငါစူးစမ်းနေတာဖြစ်တယ်လို့မင်းသားကဖြေပါတယ်။မင်းသားရဲ့ဇွဲလုံးလားကိုကြည်ညိုသွားတဲ့နှက်သမီးဟာမင်းသားကိုပွေ့ချီပြီးမိထီလာပြည်စီကိုပို့ဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆနကမင်းသားဟာမိမိရဲ့ဇွဲလုံးလားကြောင့်ဆုံးရှုံးသွားတဲ့ထီးနှန်းကိုပြန်လည်ရရှိခဲ့ပါတယ်။